မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအားလုံးမင်္ဂလာပါ18ရက်5လ2025တနင်္ဂနွေနေ့တိုင်းတာတွေ့ရှိချက်ကလေးတွေကိုမိတ်ဆွေများအားလုံးကိုတင်ပြပေးခြင်းဖြစ်ပါတယ်18ရက်နေ့အဲ့တော့လီဖီယာနဲ့ဆဲလေးစတင်ဖြစ်ပေါ်နေပါတယ်လီဖီယာနဲ့ဆဲလေးရဆိုရင်တော့ဖြင့်တဖြည်းဖြည်းနဲ့အိန္ဒိယကမ်းခြေနားမှာဒါပြင်မဲ့အနေထားလေးပါခင်ဗျာကိုလိုရှိအနေထားလေးဖြစ်ပါတယ်ပင်္ဂလားပင်လယ်ရှုပ်ထွေးမှုနဲ့အတူဖြစ်လာမဲ့အခြေအနေလေးတွေကတော့ကျွန်တော်တို့ခမန်းကြီးကတော့29 28 29ရက်ဒီမှာမြန်မာကံရိုးတန်းအနေထားတွေမှာစောင့်ကြည့်ရမယ့်အနေထားလေးတွေဖြစ်ပါတယ်လေကြီးမိုးကြီးရေကြီးနိုင်တဲ့အနေထားလို့ကျွန်တော်တို့သတ်မှတ်ထားပါတယ်ဒါကြောင့်မို့မြန်မာပင်လယ်ပြင်ကမ်းခြေ၌မြဝကျွန်းပေါ်၌နေထိုင်ကြသောမိဘပြည်သူများပင်လယ်ရေဓာတ်ရဲ့ကျုံတဲ့အချိန်လေးဖြစ်တာကြောင့်တတိဝိရိယလေးနဲ့နေထိုင်ကြဖို့ပြောချင်ပါတယ်ဒီကနေ့ဆိုရင်24ရက်နေ့ဖြစ်သွားပါပြီမေလ25ရက်နေ့ပေါ့အခုဆိုရင်ဒါ26ရက်နေ့ညနေပိုင်းမှာတနင်္လာရီကံရိုးတန်းအသက်မြန်မာကံရိုးတန်းရန်ကုန်မြို့ဝဧရာဝတီကံရိုးတန်းရခိုင်ကံရိုးတန်းတို့မှာမုတ်တုံလေချမ်းများဖြင့်လေကြီးမိုးကြီးနိုင်တဲ့အခြေအနေလေးတွေ့မြင်နေရပါသဖြင့်အားလုံးကိုသတိပေးခြင်းဖြစ်ပါတယ်ပင်္ဂလားပင်လယ်အော်ကထူးခြားတဲ့အခြေအနေလေးတွေ့ရှိရင်ထပ်မှန်ရေးတင်ပြပေးပါဦးမယ်ဒါကတော့ရေကြီးမိုးကြီးလေကြီးနိုင်တဲ့အနေအထားတွေဖြစ်ပါတယ်မြန်မာကံရိုးတန်းအခြေအနေဒီလမ်းကြောင်းကဒါလေမိုးရေကြီးနိုင်တဲ့လမ်းကြောင်းတွေဖြစ်ပါတယ်အထူးအဖြင့်မြဝကျွန်းပေါ်ဒေသမှာဖြင့်ဆောင်ရန်ရှောင်းရန်လေးတွေကိုဒါကြိုတင်သတိပေးခြင်းဖြစ်ပါတယ်တဖြည်းဖြည်းနဲ့အခိုင်ကံရိုးတန်းကနေပြီးတော့ဘင်္ဂလားဒေ့ရှ်အိန္ဒိယအစပ်ဘက်ကိုရွေ့လည်ရမယ့်အနေအထားဖြစ်ပါတယ်ကျွန်တော်တို့ခန့်မှန်းချက်ကတော့29 28 29ကြော်ရင်လဲကြော်မှာပေါ့ဗျာဒါလောလောဆယ်အနေထားတော့အဲ့လောက်ပဲမှန်းထားပါတယ်ဒါကြောင့်မို့မြမပင်လယ်ကမ်းရိုးတန်းမှာနေထိုင်ကြတဲ့ချစ်မိတ်ဆွေများအတိပေးတင်ပြခြင်းဖြစ်ပါတယ်အားလုံးကျမ်းမာချမ်းသာဘေးရန်ကင်းကြပါစေမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားကမ္ဘာသူကမ္ဘာသားအားလုံးအသက်ရှိရှိနေနိုင်ကြပါစေ